အားလုံးပဲမင်္ဂလာပါရှင်စွမ်းစုံမြန်မာ channel မှာကြိုဆိုပါရစေ။တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရှမ်းတိုက်ဆက်များနဲ့ဒါနပြုပွဲအကြောင်းပဲဖြစ်ပါတယ်။ရှမ်းတိုက်ဆက်ဆိုတာနဲ့လူတိုင်းကအမတော်စောမွန်လာနဲ့အကိုတော်စောခွန်အောင်လို့အထင်ရှားသိကြပါတယ်။တကယ်တော့ရှမ်းတိုက်ဆက်တွေဟာများပါတယ်။ရှမ်းစော်ဝါတိုက်၊ရှမ်းဘိုးတော်တိုက်၊ရှမ်းမောင်နှံတိုက်၊မောင်နှံခုနှစ်ပေါ်ရှမ်းတိုက်၊ရှမ်းနဂါတိုက်၊ရှမ်းဘောကဝတီတိုက်နန်းရီဝတီရှမ်းနဂါတိုက်အကိုတော်စောအောင်တိုက်အမတော်စောကြပြူရှမ်းတိုက်ဝေမဲတော်စောနန်းဝေတိုက်စောနန်းကလျာရှမ်းတိုက်အမတော်စောမွန်လာတိုက်နဲ့အခြားမထင်ပေါ်လူသိနေတဲ့တိုက်တွေလည်းရှိပါတယ်ရှမ်းတိုက်တွေအားလုံးရဲ့အတိုက်ချုပ်ကအကိုတော်စောခွန်အောင်ဖြစ်ပါတယ်ပြီးတော့တိုက်မဟုတ်တဲ့နတ်စရင်ဝင်နဲ့ကိုမျိုးမောင်နှမဟာလည်းအပါဝင်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ရှမ်းပြည်နယ်ပိုင်စားရတဲ့အတွက်တိုက်တွေကိုအုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ကိုမျိုးရှင်ဟာရှမ်းတွေရဲ့အချုပ်ဖြစ်ပါတယ်။ဒါကြောင့်ရှမ်းတိုက်ပွဲပူဇော်ရင်ကိုမျိုးပွဲကိုလည်းမဖြစ်မနေထည့်ပေးရပါတယ်။ရှမ်းတိုက်ဆက်တွေဟာပြတ်သားတယ်၊တစ္ဆာကြီးတယ်၊ဂတိဒီမှကြိုက်တာအနေအေးတယ်၊စိတ်ကြီးတယ်။ရှမ်းတိုက်ကလာတဲ့သူတော်တော်များများဟာမစင်ရဲကြပါဘူး။အချစ်ရေးကံမကောင်းကြတာတော့များပါတယ်။ပြဿနာတစ်ခုဖြစ်ရင်လည်းစိတ်အေးနဲ့ဖြေရှင်းတတ်တယ်။ဒေါသထွက်ရင်ကိုထင်ရကိုလှုပ်တတ်ပြီးမှန်တာလုပ်ရင်ဂယုမဆိုင်တဲ့သူတွေဖြစ်ပါတယ်။ဘာသာတရားလည်းအလေးထားသူတွေဖြစ်ပါတယ်။ရှမ်းတိုက်တွေအလှူဒါနပြုမယ်ဆိုရင်ပွဲကိုလှပတင့်တဲ့အောင်ပြုလုပ်ပါ။နောက်ပြီးအာဟာရဒါနအတွက်ကြိုချက်ပြီးသားနွားနို့ကိုအေးခံပြီးလှူပါ။ဒီနေရာမှာဘာလို့နွားနို့ကိုကြိုပြီးကက်ရလဲဆိုရင်တော့ရှမ်းတိုက်ဟာငကားမဟုတ်တဲ့အတွက်လူဘဝကနေပြီးတိုက်နှန်းရှင်ဖြစ်တဲ့အတွက်နွားနို့ကက်ရင်ကြိုပြီးတော့ကက်ရပါတယ်အသီးနှံတွေကိုလည်းအစုံထည့်လို့ရပါတယ်ဒါနပြုတဲ့ရှမ်းစားစာချို့ကိုလည်းထည့်ပြီးဒါနပြုရင်ပိုကောင်းပါတယ်ငါစင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဘုရားရစရာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပေးရစေ notification လည်းနှိပ်ပေးဖို့တောင်းဆိုပေးရစေကျေးဇူးတင်ပါတယ်ရှင်